လူငယ်တွေဘာကြောင့်ဂိမ်းဆွဲတာလဲလူကြီးတွေနဲ့ဒါကိုတွေးမိလားလူကြီးတွေကလူငယ်တွေအပေါ်ကိုဒီကလေးဂိမ်းနဲ့တားနှိုက်တာပဲကွာဒါအပြစ်စီးနေပြီကွာအဲ့လိုပြောကြပါတယ်ထိပ်ပညာမှာနော်တုတ်ပြန်မှုဆိုတဲ့အရာကလှုံ့ဆော်မှုမရှိရင်မဖြစ်ပါလူငယ်တွေကဂိမ်းဆွဲတယ်ဆိုတာတုတ်ပြန်မှုသူတို့မှာလှုံ့ဆော်မှုအကြောင်းမရှိရင်အဲ့ဒီလူငယ်ဘယ်တော့မှဂိမ်းမဆွဲပါအဲ့ဒီလှုံ့ဆော်မှုကပါလေနော်မိဘတွေကကိုသားသမီးလူငယ်တွေအပေါ်ကိုအချိန်မပေးလို့ချစ်ချင်းမေတ္တာတွေအပြည့်အဝမပေးလို့သိပညာအရာလူငယ်တယောက်ဟာမိဘနှစ်ပါးရဲ့ချစ်ချင်းမေတ္တာအပြည့်မရဘူးဆိုလို့ရှိရင်အဲ့ဒီလူငယ်ဟာပျက်စီးဖို့ရာဂိုင်နှုန်းများပါတယ်လူငယ်တွေဘာကြောင့်ကြောင်းမှမနေတာလဲဘာကြောင့်ကြောင်းပြေးတာလဲဘာကြောင့်အိမ်မှာမနေတာလဲဘာကြောင့်လမ်းဘေးမှာနေတာလဲဆိုတာလူကြီးတွေတွေးမိလားသူတို့နေတဲ့အိမ်သူတို့နေတဲ့ကျောင်းကစိတ်ချမ်းသာကြမကောင်းဘူးထင်လို့အိမ်မှာနေရင်အမြဲတမ်းဟစ်နေလို့သူ့ပူနေလို့တာသမီးကိုကောင်းစားသိချင်လို့ရှိရင်မသူရဘူးမပူရဘူးလမ်းပြပေးရတယ်သိလားသိပညာတည်တံ့ရဆိုလို့ရှိရင်လမ်းဘေးမှာသူ့တွန်းမိုင်မဲနေတဲ့လူငယ်68ရာခိုင်နှုန်းကသူတို့နေတဲ့အိမ်သူတို့နေတဲ့ကျောင်းကသူတို့ကိုသိသိရဲမှုတွေပေးလို့နော်မိဘတွေဆရာသမားတွေကသူတို့ဖြစ်ချင်တာကိုပဲလုပ်ခိုင်းတယ်ကိုသားသမီးကိုတပည့်ဘာကိုဖြစ်ချင်မှမသိဘူးသူတို့ဖြစ်ချင်တာကိုဥဒ္ဒမပေးဘူးသားသမီးလူငယ်ဆိုတာကပုံဖော်ပေးရတာပုံသွင်းရတာမဟုတ်ဘူးထိန်ချောင်းပေးရတာထိန်ချုပ်ရတာမဟုတ်ဘူးနော်လူကြီးတွေကလူငယ်တွေကိုထိန်ချုပ်တယ်မထိန်ချောင်းဘူးပုံသွင်းတယ်ပုံမပေါ်ဘူးနော်ထိန်ချုပ်တယ်ဆိုတာအဲ့ဒီလူငယ်လက်လောက်ခွင့်မရှိအောင်ချုပ်တီးတာကိုထိန်ချုပ်တယ်ခေါ်တယ်ထိန်ချောင်းတယ်ဆိုတာကအဲ့ဒီလူငယ်လမ်းမမရောက်အောင်သူသွားခြင်းတဲ့လမ်းကိုဖြောင်းဖက်မတ်မတ်ရောက်အောင်လမ်းညွှန်ပေးတာကိုထိန်ချောင်းနဲ့ခေါ်တယ်ပုံသွင်းတဲ့ဆိုတာကကြတော့လူကြီးကသူဖြစ်တဲ့အတိုင်းကလေးကိုလှုပ်ခိုင်းတာကိုပုံသွင်းနဲ့ခေါ်တယ်ပုံဖော်တယ်ဆိုတာကကြတော့လူငယ်တယောက်သူဖြစ်တဲ့ရည်မှန်းချက်ကိုဖြစ်မြောက်သွားအောင်ပံ့ပိုးကူညီပေးတာကိုပုံဖော်တယ်လို့ခေါ်တယ်AI ကိုမေးကြည့်ကြတယ်လေသိပ္ပံနိတဘာသာတစ်ခုကိုမဖြစ်မနေကိုးကွယ်ရမယ်သူဘယ်ဘာသာကိုကိုးကွယ်ရအင့်တယ်လဲလို့ထေရဝါဒမှာတပါမရှိဘူးတဲ့ဘုသူထေရဝါဒပိဋကကျမ်းစာဆိုတော့ကကြတော့ဖျားပရိနိဗ္ဗာန်ဆံပြီးတော့3လအကြာမှာသံဃာနာတင်ထားတာဖြစ်ပါတယ်ပြီးရင်အဆက်ဆက်ပြီးရင်ပေထက်အခရာတင်တယ်ပြီးရင်ကြောက်ထက်အခရာတင်တယ်ပြီးရင်သာမူအခရာတင်တယ်ဟိုလိုရင်ကုမ္မရာအခရာတင်နေပါပြီပြီးရင်မြတ်စွာဘုရားဟောတဲ့တကြဝဠာအကြောင်းတွေဖျားဟောတဲ့ရုပ်အကြောင်းတွေဖျားဟောတဲ့စိတ်အကြောင်းတွေတူတာနော်အခုခေတ်သိပ္ပံပညာရှင်တွေမလိုက်နိုင်ပါရှုပ်တော်မှမနဲ့လိုက်နေရပါအခုသိပ္ပံပညာရှင်တွေတွေ့ရုပ်ပိုင်းဆိုင်ရာအကြောင်းတွေကိုမြတ်စွာဘုရားကလွန်ခဲ့တဲ့နှစ်ပေါင်း2600ကျော်ကလေးကမိုက်ခရိုတကုတ်မရှိတယ်လီတကုတ်မရှိတခွဲကမရှိပဲနဲ့ဟောတာဖြစ်ပါတယ်နော်ပြီးရင်တကြဝဠာအနန္တဆိုတာကလည်းဘုရားကအရင်ပြောတဲ့စကားပါနော်နောက်တိုင်းဘာသာကြီးဘာကြောင့်ဘာသာမဲ့တွေဖြစ်လာတယ်ဆိုလို့ရှိရင်သူတို့ရဲ့ဘာသာတွေကသိပ္ပံနဲ့မညီလို့ပါကနဦးသိပ္ပံပညာရှင်တွေဆိုရှင်တွေတက်တောင်ခံရတယ်အစိတ်တက်ခံတဲ့လူနဲ့ကျိုးပေးခံရတဲ့ပုံကိုယ်တွေနဲ့တို့တော့အမှန်တရားကအားကောင်းလာတဲ့ခါသူတို့မမြင်ရတော့ညာတဲ့ခါသူတို့ကိုယ်တိုင်ကသိပ္ပံနဲ့ညီအောင်ကျမ်းတွေကိုပြန်ပြီးပြန်ရရှိပါတယ်အဲ့ဒီမှာဘုရားတို့ထေရဝါဒဗုဒ္ဓဘာသာမပါပါဘူးမပြင်ပါဘူးနော်မပြင်ပါဘူးအဘယ်ကြောင့်လဲပိဋကဗုဒ္ဓအလောင်းဖြစ်ရတာပါလဲဗျာတဲ့ဘာကောင်းမှုတွေလုပ်ခဲ့လို့လဲဗျာတဲ့နော်အရှင်ဒေဝရတ်ကဒီမြင်မျိုးတဲ့ဘဝရှေ့မှာ
သူကနှစ်အတင်ချေပါရမီဖြည့်ပြီးသွားပြီနော်နှစ်အတင်ချေဖြည့်ပြီးသွားပြီသူကကောင်းပါတယ်သူကဦးဇင်းတို့ရဲ့ဗုဒ္ဓဂေါတမနဲ့မြတ်စွာဘုရားနဲ့မတွေ့ရင်သူကအရန်ကောင်းတာနော်သိသားလည်းကောင်းတယ်သိတဲ့လည်းဖြူတင်တယ်တိုးတော့ဖះနဲ့တွေ့ပြီဆိုရင်သူကမရတော့သူကဖះနဲ့တွေ့ပြီဆိုရင်သူရဲ့သိတဲ့တွေကနော်သူရဲ့သိတဲ့တွေကပြပြတော့သူ့မှာအဲ့ဒါခုရှိတယ်ဘာကြောင့်လဲဆိုလို့ရှင်ဦးဇင်း9တန်းကျောင်းမှာတင်ခဲ့တဲ့ဟိုရွဲကုန်တဲ့2ယောက်ရဲ့ဇလန်းကစတာဖြစ်တယ်အဲ့ဒီရွဲကုန်တဲ့တကနေစပြီးတော့သူကမြတ်စွာဘုရားကိုရန်ညိုးစဖွဲ့တာဖြစ်ပါတယ်ဒီလားဦးဇင်းတို့ဗုဒ္ဓဓမ္မဝေဒင်တာမျိုးဆိုတာရှိတယ်အဲ့ဒီဝေဒင်တာမျိုးမှာရန်ညိုးစဖွဲ့တာအဲ့ဒီမျိုးကိုလည်းသူကမြတ်စွာဘုရားမှာရန်ညိုးစဖွဲ့တဲ့မျိုးမို့လို့ဟာဝေဒင်တာလို့ခေါ်တာဖြစ်ပါတယ်သူကဘုရားနဲ့မတွေ့ရင်အကောင်ဘုရားနဲ့တွေ့လို့ရှိရင်ထိတ်ကြရသူကပြတ်သွားဘူးဒါဒီဗဒရဲ့အရှင်ဒီဗဒရဲ့ပုံစံဖြစ်နေတာသူပိဋကဗုဒ္ဓကသူကနှစ်အတင်ချင်းနဲ့ကဘာသိန်းဖြစ်ရတာနော်သူကအဲ့မြေမြူတဲ့အချိန်မှာသူကတန်ဝေကရလာပြီးတော့သူ့မှာရှိတဲ့အယိုးတွေအဲ့ဒီအယိုးနဲ့မြတ်စွာဘုရားကိုပူဇော်လိုက်တာနော်အဲ့ဒါကြောင့်သူ့ကိုဘုရားကဗျာဒိတ်ပေးတာဖြစ်တာသူကပိဋကဗုဒ္ဓအလောင်းပွဲမြေကအထိတ်တရအထာတော့အယိုးပေါ့အိတ္တရတော့အဆွေရတာသူကြံခဲ့တဲ့အယိုးကိုအဆွေရလို့လှုပ်လိုက်လို့သူ့ကိုအထိတ်တရပွဲမြေနဲ့နောင်ကဘာသိမ်းမှာပိဋကဗုဒ္ဓဖြစ်မဲ့သူဘုရားကဗျာဒိတ်ပေးတာဖြစ်ပါတယ်